ကဘာအကောင်းဆုံးကိုခံပညာရှင်တွေတောင်သူ့ရဲ့ရှိသမျှရှင်ဝါရီရှိမှဖိတ်တုံအောင်ကြောက်ရွံ့သွားရစမြဲပါစကားတစ်ခုမှမပြောပဲတည်ငြိမ်စွာမျက်လုံးတစ်စုံနဲ့သာကြည့်နေတဲ့လူသက်ငှက်တစ်ကောင်လိုအေးဆက်တဲ့မျက်လုံးတွေကြောက်တုံးလိုမာကြောတဲ့သူ့ရဲ့လက်သီးတွေအောက်မှာတော့ကဘာချန်ပီယံတွေတောင်တယောက်ပြီးတယောက်ပြိုလဲခဲ့ရတယ်သူကတော့တခြားသူမဟုတ်ပါဘူး UFC ရဲ့ကြောက်မက်ဖွယ်လဲလို့ရှင်ပူတန်လို့ခေါ်တဲ့အဲလက်ပါရီယာပါပဲThat dude's made out of mahogany. You touch him, he feels like wood. He hits so hard. The power. ဒါပေမဲ့ဒီနေ့မြင်နေရတဲ့ချန်ပီယံပုံစံနဲ့နောက်ွယ်မှာလူတော်တော်များများမသိသေးတဲ့ဘဝဇလန်တစ်ခုရှိပါတယ်။လွန်ခဲ့တဲ့15နှစ်လောက်ကဆိုရင်သူဟာကမ္ဘာချန်ပီယံမဟုတ်ခဲ့ပါဘူး။အသက်12နှစ်သာရှိသေးတဲ့ကလေးတယောက်ကျောင်းကိုဆွန့်ပြီးဘဝအတွက်လှုပ်လို့ရတဲ့အခြေအနေရောက်ခဲ့တယ်။ဘရာဇီးရဲ့စီးရင်သားရက်ခွက်ထဲမှာရှိတဲ့တာယာပြည်ဆိုင်မှာလှုပ်လို့ရင်ဘဝကိုရှင်သန်ခဲ့ရသူပါ။လုံပင်ပန်းမှုတွေစိတ်ဖိသီးမှုတွေကြောင့်နေတိုင်းရက်ကိုအလွန်ကျွံတောက်ဖြစ်လာခဲ့တယ်။နောက်ဆုံးမှာတော့တနေ့ကိုအရက်1လီတာကျော်တောက်တဲ့အထိအရက်ဆွဲဝေဒနာကိုတော့အလူးလဲခံစားခဲ့ရသူပါ။သူ့ဘဝဟာကညမာရဲ့ရက်ဆက်တဲ့ထိုးနှက်ချက်တွေအောက်မှာတန်ဖိုးမဲ့တဲ့အမိုက်တစလိုတုတ်ပစ်ခံခဲ့ရတော့မယ့်အခြေအနေဆိုးကြီးကိုခါသီးစွာရင်ဆိုင်နေရခြင်း2009ခုနှစ်မှာတော့သူ့ဘဝကိုပြောင်းလဲမဲ့ဆုံးဖြတ်ချက်တစ်ခုချမှတ်လိုက်တယ်။ငါဒီလိုပဲဆက်နေမှာလားဒါမှမဟုတ်ငါဘဝကိုပြောင်းလဲမလားအဲ့ဒီဆုံးဖြတ်ချက်ကပဲသူ့ကိုကစ်ပေါင်စင်လောကကြီးခေါ်သွားခဲ့ပါတယ်။အဲ့ဒီနေ့ကစပြီးသူ့ဘဝဟာအပြီးဘဝပြောင်းလဲသွားခဲ့တယ်။ဘာအမှမချေရသေးတဲ့စက်ကူပြူတစ်ချက်လိုသူ့ဘဝကိုအဖြူတဲ့တက်ကနေစတင်ခဲ့ရတာပါ။ဒါပေမဲ့သူ့ရဲ့သွေးသားထဲမှာကလေးကဖုံးမိမရတဲ့ပါရမီထူတွေကိန်းအောင်နေခဲ့တာပါ။သူဟာမွေးရပါပါရမီရှင်တယောက်ဖြစ်ပြည်သက်ကိုဖန်ဆားနိုင်တဲ့စွမ်းအားတွေရှိခဲ့ပါတယ်။အထူးသဖြင့်သူ့ရဲ့ဘယ်ဘက်ဝိုင်းလက်တီထိလိုက်တဲ့သူတိုင်းမြေပြင်ပေါ်လဲကျခဲ့ရတယ်။ကစ်ပေါင်စင်လောကမှာသူဟာ Glory Champion ဖြစ်လာခဲ့တယ်။ပြီးတော့သူ့ဘဝအကြီးဆုံးပြိုင်ဘက် Israel Adesanya ကိုတော့ပလဲထိုးပြီးဘာကိုကြီးညာခဲ့တယ်။ဒါပေမဲ့ဒီဟာကစပဲဖြစ်နေသေးတယ်။ MMA လောကထဲကိုဝင်လာတဲ့အချိန်မှာနှုတ်ဖျားကထွက်လာတဲ့ဝေဖန်တန်တွေကသူ့ရဲ့ဇွဲစိတ်ကိုမပြတ်စည်းနိုင်ခဲ့ပါဘူး။နောက်ကြားချင်းဆိုတဲ့စကားလုံးကိုသူကတော့အစာပြိုချင်းလိုပဲအဓိပ္ပာယ်ဖွင့်ပြီးရှေ့ဆက်ခဲ့တယ်။ဒါပေမဲ့သူကစကားနဲ့မပြောခဲ့ဘူး။လက်တွေနဲ့ပဲတက်တည်ပြခဲ့တယ်။ UFC ထဲဝင်လာပြီးတနေ့အတွင်းမှာပဲ Middleweight Champion, Light Heavyweight Champion, Weight တစ်ခု Champion ဖြစ်လာခဲ့တယ်။ UFC ရဲ့သမိုင်းမှာအတိုဆုံးအချိန်တွင်တပည့် Champion ဖြစ်တဲ့လူတစ်ယောက်ဖြစ်လာခဲ့တယ်။ Elef Barria ရဲ့ဘဝကကျွန်တော်တို့အားလုံးကိုသင်ခန်းစာတစ်ခုပေးပါတယ်။ခင်ဗျားဘလောက်ပဲနှိမ့်ကြနေပါစေဘလောက်ပဲနောက်ကျနေပါစေကိုကိုယုံကြည်ပြီးအာမလျှော်ပဲစူးစမ်းနေမယ်ဆိုရင်တာယာပြင်သမားဘဝကနေတော့ကမ္ဘာပြင်ဖြစ်လာနိုင်ပါတယ်။မိုက်ပုံတွေကနေအောင်မြင်မှုရဲ့ထိပ်ဆုံးစီကိုတက်လန်းလာတဲ့ကိုတန်ရဲ့အားကျစရာဇာတ်လမ်းလေးကိုခင်ဗျားတို့ရဲ့အမြင်ကိုပြောခဲ့ပါအောင်